ခုတစမတစင်ကဒီနေ့ဒီအင်းကြီးလေးပေါ့နော်တစင်တို့ပဲအခုတလောပေါ့နော်ဘယ်ကူတော့တစင်လေးကောင်းမလေးတော်တော်များများဒီအင်းကြီးရှုပ်ပုံတော်တော်ရှုပ်တာတော်တော်များတယ်ဒါကြောင့်တစင်ကတင်ပေးမယ်နော်မရှုပ်ရသေးတဲ့လူတွေလိုက်ပြီးရှုပ်ဝင်လို့ရအောင်လို့နော်တင်ပေးမယ်အဲ့တော့တစင်တို့ကဒါကြောသူကကြောတော့ပခုံးပြောက်ပတန်လေးတစင်တို့ဆွဲထားရမှာပေါ့နော်တစင်ကပတန်လေးဆွဲပြမယ်ကိုယ့်ရဲ့မူရင်းပတန်ဒါရှေ့ချမ်းတရနောက်ချမ်းတရလေးပဲတစင်ကိုဆွဲပေးတာနော်ဒါဆိုရင်တစင်ကဆွဲပြပေးမယ်ဆွဲပြပေးမယ်ဆိုလို့ရှိရင်တစင်ကဒီမဲ့ကုတ်ပြောက်ဆိုလို့ရှိရင်တစင်ကဘယ်တော့မှအနောက်ချမ်းကိုတစင်ကပုံဆွဲမှုအရှိချမ်းကိုပုံဆွဲမယ်နော်တစင်တို့အရှိချမ်းပြောင်းမှာတစင်တို့အနောက်ချမ်းကိုပြောင်းတာကပိုလွယ်တယ်နော်ဒါဆိုရင်သူကကြတော့ဒီမဲ့ခွဲသူကကြတော့ဒီမဲ့ဟိုင်လေလေဘင်းဟိုင်လေဖြစ်တာဖြစ်တဲ့အတွက်တစင်ကတော့ဒီမှာ9လမ်းမှရှာပြီးတိုင်းကိုကအရန်ဟိုက်တာမဝေရဲလို့ဆိုလို့ရှိရင်တစင်တို့က9လမ်းမှ6လမ်းမှအဲ့လောက်တော့ရှာပြီး9လမ်းမှတော့တစင်ကိုအနည်းဆုံးရှာပြီးနော်တစင်တို့ကဒီတိုင်းလေးတောင်းမယ်ပြီးလို့ဆိုလို့ရှိရင်ဒီမဲ့တစင်တို့9လမ်းမှလေးရှာလိုက်မယ်နော်ဒီအပွားနေဒီကို9လမ်းမှတစင်တို့ဒီရှာခဲ့တဲ့ဟာကိုတစင်တို့မှတ်ထားပြရမယ်ဒီရှာခဲ့တဲ့ဟာကိုတစင်တို့မှတ်ထားပြရမယ်နော်ပြီးလို့ဆိုလို့ရှိရင်တစင်တို့ကဒီမှာဒီနာလေးကနေပြီးတော့9လမ်းမှဆိုဒီနာလေးသူ့ရဲ့ level လေးကဒီလိုမျိုးလေးပြပြလေးဖြစ်တဲ့အတွက်တစင်ကဒီပုံလေးကိုတစင်ကကြည့်ဆွဲလိုက်မယ်နော်ဒီပုံလေးတိုင်းတစင်ကကြည့်ဆွဲလိုက်ပါမယ်သူကဒီကကြီးပုံပူပေါ်ခြင်းလို့ရှင်ကိုကကြီးပုံလေးဒီလိုမျိုးလေးဒီအောက်လေးကိုစိုက်ချလိုက်ပေါ့နော်ဒီပုံလေးကကြောက်တော့ကကြီးပုံအញ្ញမပေါ်ထားအဲ့တော့တစင်ကဒီပုံလေးကတိုင်းတစင်ကလိုက်ပြီးဆွဲပြပေးမယ်ဒါဆိုလို့ရှိရင်တစင်တို့ကရသွားပြီဒီမှာတစင်တို့တစ်ချက်ကြည့်ရမှာကဒီမှာကိုပြောက်ဆိုလို့ရှိရင်တစင်တို့ဒီဘေးကနေပြီးတော့တက်လာမှဝင်ပြီအနည်းဆုံးကိုကဒီမှာလေကိုရဲ့ customer ကိုမေးကြည့်ကိုရှုံးဝတ်ဒီဖြစ်စေပေါ့နော်ကိုမှာအထက်လာအပ်ဒီဖြစ်စေဒီဟာကိုမေးကြည့်တစင်တို့ကဒီလက်ကိုဒီကောင်မလေးဆိုလို့ရှိရင်သူကအရန်ကြီးမတင်ထားဘူးဒါဆိုရင်တစင်တို့ကသူကဂျိုင်းကိုလေးစိတ်ပဲသူကထည့်ထားတာကိုကမဟုတ်ဘူးဒီဂျိုင်းကိုဒီပန်းပွင့်လေးနားထိကိုကရောက်ကျင်နေဆိုတက်လာမှခွဲယူပေးနော်တက်လာမှခွဲတစင်တို့တိုးပြီးယူပေးပေါ့နော်ဒါပေမဲ့တက်လာမှခွဲထက်တော့တစင်တို့ပုံမဝင်နဲ့အဲ့လိုဆိုလို့ရှိရင်တစင်တို့ကဒီကုတ်ပြရှုံးဝင်မဲ့စားတစင်တို့ရိုးအင်းကြီးပဲရှုံးဝင်တော့မှာပေါ့နော်တစင်တို့နှစ်လမ်းမှဝင်မဲ့ဆိုတစင်တို့အရင်ညာသွားပြီလေနော်ဒီနားထိတောင်ရောက်နေပြီဆိုအဲ့လိုမျိုးဆိုရင်တစင်တို့ကရိုးအင်းကြီးပဲရှုံးဝင်တော့မှာနော်တစင်တို့ကုတ်ပြောက်ဆိုလို့ရှိရင်တက်လာမှခွဲလေးပဲဝင်ပေးနော်ဒါဆိုရင်သူကဒီမှာကျတော့သူကဒီလိုမျိုးသူ့လိုမျိုးလက်လေးပဲတင်ကျင်နေဆိုတစင်တို့ကလေးစိတ်လေးပဲဝင်ပေးနော်လေးစိတ်လေးပဲဝင်ပေးပြီးလို့ရှိရင်တစင်တို့ကဒီမှာတစင်တို့ဒီအပေါ်ကိုဟိုဘက်လေးစိတ်ဒီဘက်လေးစိတ်ထိုးပေးပါဒါတစင်တို့ဒီတောက်ကထိုးပေးရမယ်နော်ဒီတောက်ကထိုးပေးရမယ်နော်တစင်တို့မဟုတ်လို့ရှင်တစင်တို့ level height တာတွေပါဖြစ်တတ်တယ်နော် level height ကြတာတွေပါဖြစ်တတ်တယ်ပြီးရင်တစင်တို့ကဒီမှာလေတစင်တို့မူရင်းကိုနေတာကိုတစင်တို့ပြောင်းနေနော်ဒါကတော့တစင်ကကြောတော့ပတန်တိတိလေးဖြစ်တဲ့အတွက်တစင်တေးရှာလေးမရှင်းပြပေးနိုင်မှာပေါ့နော်တစင်တို့ကပုံမှန်တောက်ဆိုရင်တစင်တို့မူရင်းတစင်တို့ပတန်အကြီးမှာဆိုလို့ရှင်တောက်တွေပြောင်းနေနော်တစင်တို့အဲ့ကြမှာတစင်တို့ရဲ့တောက်ကလည်းစုံမှအင်းကြီးတစ်ထည်ကလည်းပုံကြပြီးတော့ပိုလာပေါ့နော်တစင်တို့အခုထိကိုကဒီရိုးတောက်တစ်ချောင်းနဲ့ရှုံနေဆိုရင်တော့အဲ့ဒီအင်းကြီးကပေါ့နော်ပါဖတ်ဖြစ်တဲ့အင်းကြီးတစ်ထည်လှဖို့တစင်တို့မသေးကြဘူးပေါ့နော်တစ်ထည်သေးရလှဖို့တစင်တို့မသေးကြဘူးကိုကရှုပ်ခလည်းပိုတောင်းချင်တယ်ဆိုလို့တစင်တို့ကကိုယ့်ရဲ့ပညာတွေကို upgrade တွေအများနဲ့မြင်နေရမယ်နော်ဒါကိုအုံနောက်ထပ်အများနဲ့မှတ်ပေးပါကိုကကိုယ့်ရဲ့ငွေကိုပိုတုံးချင်တယ်ဆိုကိုယ့်ရဲ့ပညာတွေကိုလည်း upgrade မြင်လာရမယ်နော်ဒီမှာတစင်ရဲ့ပတန်ကိုသဘောကျတယ်တစင်ရှုပ်ပြတာကိုသိကျင်တယ်ဆိုတော့တစင်တင်တန်းလေးပဲတော့အလိုက်ပေါ့နော်ဒါဆိုတစင်တို့ကသွားမယ်ဒါဆိုလို့ရှိရင်တစင်တို့ကရသွားပြီဆိုရင်တစင်ကဒီမှာတစင်အမြဲတမ်းပြောနေကြတစင်တို့မြန်မာကြီးချုပ်တဲ့အခါမှာတစင်တို့ရင်မဲ့တောက်လေးစိတ်တွေတော့ထိုးပေးပါကိုကရင်မဲ့တောက်လေးစိတ်ထိုးထားလို့ဆိုလို့ရှိရင်တစင်တို့ကဒီအောက်မှာပြန်မထုတ်လည်းရတယ်ဘာလို့လဲဆိုတော့တစင်တို့ကဒီမှာကွယ်ကိုဒီရင်မဲ့တောက်ထည့်မယ်ဆိုလို့ရှိရင်တစင်တို့ကိုရှေ့ကိုနှစ်လမ်းမပေါင်းလိုက်နော်ကိုရှေ့ကိုတစင်တို့ကနှစ်လမ်းမပေါင်းလိုက်အဲ့တော့တစင်တို့ရဲ့အပေါ်ခါရှုပ်စာက၄စိတ်တစင်တို့ဒီတောက်စာ၄စိတ်ဆိုတစင်တို့တစ်လမ်းမဖြစ်သွားဘူးလားတစ်လမ်းမဖြစ်သွားပြီပြီးလို့ရှိရင်တစင်တို့ကဒီအောက်မှာတစင်တို့ခောက်တာတစ်လမ်းမရှိသေးတယ်နော်တစင်တို့ကဒီရင်ဘက်တောက်လေးထည့်ခြင်းရင်ဘက်တောက်တစင်တို့၄စိတ်လေးထည့်ခြင်းနဲ့ဆိုလို့ရှိရင်တစင်တို့ကနှစ်လမ်းမလေးပေါင်းလိုက်ကိုရှေ့ကိုနော်ပြီးလို့ရှိရင်ဒီမှာတစင်တို့ကရင်ဘက်တောက်က၄စိတ်ပဲထည့်လို့ရတာလားမဟုတ်ဘူးကိုထည့်ရင်တော့တစင်တို့ကထည့်လို့ရတယ်နော်ကိုကဒီမှာကိုကအုံကွမ်းမထည့်လို့ဆိုလို့ရှိရင်တစင်တို့ကအနည်းဆုံးတော့၄စိတ်လေးတော့ထားပေးနော်၄စိတ်ဒါမှမဟုတ်6စိတ်လေးထားပေး
နော်ဒီစင်တို့ကနည်းနည်းပေါ့ပွားတဲ့အင်ကြီးလေးချုပ်တယ်ဆိုတော့ဒီစင်တို့မြန်မာအင်ကြီးဆိုရင်လေးစိတ်လေးပဲထားပြီးနော်ကိုကမဟုတ်ဘူးကြက်ကြက်လေးပေါ့နော်ကြက်ကြက်လေးလည်းဝင်မယ်ပြီးလို့ရှိရင်အထဲတွေကလည်းအုံပါတဲ့ဟာပေါ့နော်အုံပါတဲ့ဟာလည်းဝင်မယ်ဆိုတော့ဒီစင်တို့ကရှောက်စိတ်ထိထိုးလို့ရတယ်နော်ရှောက်စိတ်ထိတော့ပုံမထိုးနဲ့ဘာလို့လဲဆိုတော့ဒီစင်တို့က no bra ရှောက်တဲ့အခါမှာဒီစင်တို့ကဒီအထဲထဲမှာဒီစင်တို့ပြန်ထည့်နေနော်ပြန်ထည့်တဲ့အခါကျလို့ဆိုလို့ရှိရင်ဒီစင်တို့ကတစ်လက်မနှစ်လက်မအကြမ်းမှဒီစင်တို့ကသုံးတာနော်ဒီတိုင်းရိုးရိုးဆိုလို့ရှိရင်ဒီစင်တို့အုံဘက်မပါတဲ့အင်ကြီးဆိုအနည်းဆုံးအများဆုံးဒီစင်တို့6စိတ်ထိပဲထိုးပြီးနော်ဒီနားလေးကိုနားလည်မယ်နော်ဒါဆိုလို့ရှိရင်ဒီစင်တို့ကရသွားပြီဆိုဒီစင်တို့အနောက်ရှမ်းလေးကိုတောင်းမယ်ဒီစင်တို့ကဒီမှာကိုကအနောက်ရှမ်းလေးအရှိချမ်းလိုမျိုးဟိုက်တာကြိုက်တယ်ဟိုက်တာဝရဲဆိုတော့ဒီစင်တို့ခုနကမှပဲရှာပြီးမဟုတ်ဘူးကိုကဟိုက်တာမွေရဲဘူးအနောက်ရှမ်းကိုဒီစင်တို့ကပုံမှန်လေးပဲတောင်းမယ်ဆိုလေးစိတ်လေးပဲထားပြီးနော်ဒီစင်တို့ကဒီအနောက်ရှမ်းတော့ဒီစင်တို့ကလေးလက်မလေးပဲဒီစင်ကလေးလက်မနော်လေးလက်မလေးပဲဒီစင်တို့ကထားပြီးမယ်နော်ပြီးလို့ရှိရင်ဒီစင်တို့ကဒီကိုတန်တန်လေးပဲဆွဲပေးလိုက်မယ်နော်ဒီမှာဒီစင်တို့ဒီအနောက်ရှမ်းမှာလည်းဒီစင်တို့က